ဒီချိန်မှာတော့ပထမဆုံးသွင်းကိုတကူတော့စောစီပဲစတင်ရရှိသွားခဲ့တာဖြစ်ပါတယ်ဒီသွင်းကိုငင်းမင်းဆိုးကပဲကန်သွင်းသွားခဲ့ရမှာတော့ဂိုးသမားနဲ့ထိပြီးဂိုးတွေကိုဝင်သွားခဲ့တာဖြစ်ပါတယ်သူကကန်သွင်းသွားခဲ့တာဖြစ်ပါတယ်ပြောရင်းဆိုရင်နေထားမှာပဲအလီရဲ့ဘေဂျီအပြင်းကန်သွင်းချက်ကိုဂိုးသမားအောင်ထုကန်ကာဝယ်နိုင်ရင်မရှိပဲနောက်ထပ်သွင်းကိုတကူခွင့်ပြုလိုက်ဆိုရဲ့ပေးပို့မှုကနေပဲအလီကကန်သွင်းသွားခဲ့တာအောင်စင်ဦးသွင်းကိုတကူထပ်မံရရှိပြီးတော့ YCDC တွင်နေတင်ကသုံးဖို့ပြန်တဲ့ဦးဆောင်ဝင်ရရှိသွားခဲ့တာဖြစ်ပါတယ်အောင်စင်ဦးရဲ့ကန်ချက်ကတစ်ဖက်ကစားသမားတွေနဲ့ထိပြီးတော့ဘုကိုသွင်းမိခဲ့တဲ့ပုံစံမျိုးဖြစ်သွားခဲ့တာအောင်တန်းကန်ထားခဲ့ပြီးတော့နောက်ထပ်သွင်းကိုတကူထပ်မံရခဲ့တာဖြစ်ပါတယ်။ဒီထက်အောင်ရဲ့ဘေဂျီကန်ချက်ကဂိုးတွေကိုဝင်သွားခဲ့ပြီးတော့ဘုသမားအောင်ထုကန်ကာကွယ်နိုင်ခြင်းမရှိခဲ့ဘူး။အရှိမတော့သွင်းကိုတကူတင်းလိုက်ရုံတင်ကပြန်လည်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျော်နံပါတ်7ညီညီစောကသွင်းယူခဲ့တာများဆိုင်းမင်းအောင်ရဲ့ပေးပို့မှုကနေညီညီစောကပိုင်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်ဒီပါကိုတကူစတင်ရသွားခဲ့တယ်ဇာသမားတယောက်ရောမဲ့အခြေအနေတစ်ခုမှာတော့ YCDC တွင်နေတင်ကခန့်ကျဲသွင်းနေပဲချင်းကပ်ဖို့ရှိနေခဲ့တာဖြစ်ပါတယ်ချက်ချင်းဆိုသလိုပဲသွင်းကိုတကူရရှိခဲ့ပြီးတော့တင်းလိုက်ရုံတင်ဒုတိယမြောက်ချီပါကိုရရှိသွားခဲ့တာဖြစ်ပါတယ်တပတ်သိန်းရဲ့ကစားဒီသွင်းကိုတော့ယူသက်ကျော်ကသွင်းယူခဲ့တာဖြစ်ပါတယ်ကွာရီပြတ်သွားခဲ့တာပဲဖြစ်ပါတယ်ရှုပေးလိုက်ပိတ်ပြီဒီကိုတော့ပြန်လည်ရရှိသွားခဲ့တာဖြစ်ပါတယ်တင်လိုက်ရုံတင်ရဲ့ကစားသမားကွာရီရဲ့မပြတ်သားတဲ့ဘောလုံးပြီးပုံမှုတစ်ခုကတစ်ပတ်သေးတော့အခွင့်အရေးဖြစ်သွားစေခဲ့ပြီးတော့ချက်ချင်းဆိုသလိုပဲထိထောင်အောင်ရဲ့ပြီးပုံမှုကနေအောင်စင်ဦးကသွင်းသွားခဲ့တာဖြစ်ပါတယ်ထောင်နေရထားတယ်အရှမ်းယူပေးတာပြီးအလီဒီရဲ့ပြီးပုံမှုကနေပါအောင်စင်ဦးကနောက်ထပ်သွင်းကိုတကူထပ်မံရရှိသွားခဲ့တာဖြစ်ပါတယ်တကယ်အပေးယူချိတ်ဆက်မိမိနဲ့သွင်းယူသွားခဲ့တဲ့သွင်းကိုတကူပဲဖြစ်ပါတယ်YCDC တွင်နေတင်တို့ရဲ့ရှင်မန်ကစားမှုကပွဲပြီးဆုံးလို့သွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲပြီးဆုံးသွားချိန်မှာတော့ YCDC တွင်နေတင်က6-2 နဲ့အနိုင်ရရှိသွားတယ်